င်္ဂလာပါခင်ဗျာ Shine Engineering Group မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုရိုက်ပြပေးထားတာလေးကတော့ကျွန်တော်တို့ရေခဲတက်တာကျွန်တော်တို့စေကြောတက်စင်ပေးထားတာလေးကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားတာလေးဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကဆိုရင်ကျွန်တော်တို့ဝယ်ပြီးတဲ့တခါမှလည်းစေကြောထားတာမရှိဘူးအောက်ခြေလေးလည်းဆွေးနေရပါတော့ပြီးတော့ဒီအထဲမှာရှိတဲ့ဒီကျွန်တော်ပန်းနေရတဲ့အဝါရောင်တွေတန်းနေပြီပေါ့နော်ကျွန်တော်တို့ကြီးတွေလည်းတခါမှစာပစင်မလုပ်တာကြာပြီပေါ့နော်လူကြီးတွေပဲနေတာဖြစ်တဲ့အတွက်ကြောင့်စားပြမလုပ်တာကြာပြီတဲ့ဒီကောင်လေးကိုကျွန်တော်တို့စေကြောတက်စင်ဖို့အတွက်ကျွန်တော်တို့ယူလာတာလေးဖြစ်ပါတယ်ခင်ဗျာအောက်ခြေလေးဆွေးနာတွေကိုလည်းကျွန်တော်တို့တန်ကြီးကြိုက်တာကိုလည်းကျွန်တော်တို့ပြုပြင်ပေးမှရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီကောင်လေးရဆိုရင်ကျွန်တော်တို့စေကြောတက်စင်လိုက်တဲ့အချိန်မှာလုံးဝကိုဖြူပွေးတောက်ပြောင်သွားမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုဒါစေကြောနေရာလေးကျွန်တော်တချို့တစ်ဝက်ပေါ့နော်ရိုက်ထားတာလေးကိုဖြစ်ပါတယ်ခင်ဗျာဒါလူချင်းမင်းတို့အိမ်မှာရှိတဲ့ရေခဲတက်တာတွေဝှက်ရှော့ဇက်တွေအဲကွန်တွေနဲ့စေကြောတက်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရှိုင်းအဲကွန်စေရန်စာပေကိုခေါ်ဆိုပြီးတော့ဆောင်ရွက်နေပါတယ်ခင်ဗျာကျွန်တော်တို့ရှိုင်းအဲကွန်စေရန်စာပေကိုဆက်သွယ်ခေါ်ဆိုရမယ့်ဖုန်းနံပါတ်ကတော့266854 399395ကိုကျွန်တော်တို့တိုက်ရိုက်ခေါ်ဆိုပြီးတော့ဆက်သွယ်နိုင်ပါတယ်ခင်ဗျာစေကြောလို့တက်စေပြပြထားတာလေးကိုလည်းကျွန်တော်ရိုက်ပြထားတာလေးဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းတို့အတွက် Shine Engineering ကိုမှအများအားအသိရှိနေမှာဖြစ်ပါတယ်ခင်ဗျာ